တကယ်ချင်းတော့အလောင်းဝယ်မင်္ဂလာပါကျွန်တော်ကတော့ဒီကိုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ 50MB အထက်တာရှိရဲ့ Overdrive ဆိုရဲ 2D version game လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုကိုစလိုက်အောင်ဒီ game မှာဆိုရင် story survival နဲ့ defense ဆိုပြီး mod 3ခုထိပါဝင်မှာဖြစ်ပါတယ်survival mode မှာဆိုရင် level 4ခုထိပါဝင်တဲ့အဲဒီ level တွေက star အရေအတွက်ပေါ်မူတည်ပြီး star အရေအတွက်များလာရင်တစ်ခုချင်းစီပွင့်လာမှာဖြစ်ပါတယ် story mode မှာဆိုရင် map 4ခုထိပါဝင်မှာဖြစ်ပြီး map တစ်ခုချင်းစီတိုင်းမှာလည်း easy normal နဲ့ hard ဆိုပြီး map တစ်ခုစီပါဝင်ပါတယ် map တစ်ခုချင်းစီမှာလည်းပိုချမ်းနဲ့ enemy တွေနဲ့ရင်ဆိုင်မှာဖြစ်ပြီး boss တွေလည်းပါဝင်မှာဖြစ်ပါတယ်hero ခုနကောင်လေးပေါ်မှာဖြစ်ပြီး hero level မြင့်လာတဲ့အတွက် spell တွေနဲ့ share ချပြလို့ရမှာဖြစ်ပါတယ်ဆိုတော့ game လေးကိုကြည့်လိုက်အောင်ဒါကကျွန်တော်စောပြထားတဲ့ game လေးဖြစ်ပါတယ် game ရဲ့ graphic ပုံစံကတော့ 2D version ပုံစံမျိုးဖြစ်ပါတယ်ဒါမှတကယ်တက်တာလေးကိုလည်းခွဲဖို့မမေ့ပါနဲ့အဲဒီကနေစိုးလေးရရှိမှာဖြစ်ပါတယ်အဲဒီစိုးလေးနဲ့ hero ရဲ့ level ကိုမြှင့်လို့ရမှာဖြစ်ပါတယ်ဂိမ်းလေးဒီဆိုတော့သူ့ရဲ့ story အကြောင်းလေးကိုပြောပြမှာဖြစ်ပါတယ် story စမှာဆော့မန်ဆိုရဲဓာတ်မလေးတယောက်က mission တစ်ခုပေါ်လာတဲ့အတွက်ကြောင့်ရန်သူတွေကိုတောက်ရောက်တိုက်ခိုက်ရပါအဲ့ချိန်မှာဆရာကြီးနဲ့တွေ့ပြီးဖိုင်ဝိုင်းကြုံခဲ့ပါတယ်ဒါပေမဲ့ဆရာကြီးကနမင်းနဲ့လိုက်အောင်ကျန်းနေတော့သူလည်းရှောင်းလေးရဆိုင်ပြီးမြစ်တစ်ခုလေးကိုကြာသွားခဲ့ပါတယ်ဒါပေမဲ့သူမတည်ခဲ့ပါဘူးဒါတော့မှလည်းမျက်စိပြန်ပွင့်လာတော့တစုံတစ်ယောက်ကသူ့ကိုကယ်ထားတာတီးလိုက်ရပါတယ်ဒါတော့တစ်ချက်ရှိုးလိုက်ပြီးတော့သူ့ကိုအနာယူခဲ့တဲ့လူလက်သားချေဖို့အတွက်ခီးစားထွက်ခဲ့ပါဒီလိုနဲ့လမ်းမှာတည်းရဲ့ enemy အကောင်လုံးကိုရှင်းပြီးတော့ခီးဆက်ထွက်ခဲ့ပါတယ်တို့တော့ခီးတော့အရောက်မှာတော့ဆရာကြီးရဲ့လက်အောက်ငယ်ဒါဆရာလေးနဲ့တွေ့ကသူ့အရေးနေပြီးအရှုံးနဲ့ထပ်ပြီးတော့ရင်ဆိုင်လိုက်ရပါတယ်တို့ချင်းမှာကောင်မလေးတစ်ယောက်ကသူ့ကိုကယ်တင်ထားခဲ့ပါတယ်နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတော့တီးချင်တော့ဂိမ်းလေးကိုဒေါင်းလော့ဆွဲပြီးကိုယ်တိုင်နာဆော့ကြည့်လိုက်ပါတော့အချန်ပြိုရင်းနဲ့ဗီဒီယိုလေးကဒီလောက်ပါပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြမှာပါကျွန်တော်နီကိုပါ